ကြတဲ့တန်ရောစင်တွေနဲ့ဟိုတုန်းကတို့နှစ်ယောက်လုံးမှာဆိုင်သူတွေရှိပြီးသားပဲစားတဲ့ကမင်းမုံရင်ပြီးရောပေါ့ချင်ရဲ့ခုတော့တို့ချစ်တွေခိုင်မှတွေ့ညီမှာမိုးဆောင်နေလို့ပြောင်းနေသလိုပဲမင်းပြောင်းလဲဖို့စဉ်းစားရတယ်ကျင်နာသူပဲလို့လဲပြောခွေဖြည်းဖြည်းနဲ့ဝေးရမှာစိုးထိတ်မိတယ်နောက်ဆုံးဖို့ခက်တော့မှဝေဒနာတွေတိုးအောင်မောင်မေဖို့မင်းမပြောရတဲ့ချင်းရသူရဲ့ကိုပဲလို့မုံလို့ရမှာလဲကိုပဲလို့မင်းလို့ရမှာလဲခွဲဘယ်လိုမှကြိုးစားပြီးမုံမေဖို့လဲမလွယ်ဘူးချစ်ရဖြည်းဖြည်းချင်းတွေ့ကြည့်အောင်ခွဲစင်စင်စားစားငဲ့ညာပါလားကိုဘွားတွေကမင်းထွက်သွားရင်ကိုပဲလို့ချစ်သိမ်းရမလဲအားလုံးပဲကိုဖြစ်လို့ထားလိုက်ဖို့ရတယ်တသက်မလုံးသားတော့ရေပြောအောင်မလုပ်နဲ့မိုးဆောင်နေလို့ပြောင်းနေတယ်လို့ပဲမင်းပြောင်းလဲဖို့စဉ်းစားရတယ်ကျင်နာသူပဲလို့လဲပြောခွေဖြည်းဖြည်းနဲ့ဝေးရမှာစိုးထိတ်မိတယ်နောက်ဆုံးဖို့ခက်တော့မှဝေဒနာတွေတိုးအောင်ရဲရဲဆက်ဆက်လမ်းခွဲစကားတွေပြောရသူရဲ့ကိုပဲလို့မမျိုးရှိနေလေကိုပဲလို့ရှင်းပြရမှာလဲခွေတေချာပြန်စဉ်းစားပြီးမင်းကိုနားလဲအောင်ချစ်ရဲ့ကိုပဲလဲငဲ့ကြည့်အောင်ခွေစင်တွေနဲ့ဟိုတုန်းကတို့နှစ်ယောက်လုံးမှာဆိုင်သူတွေရှိပြီးသားပဲစားတဲ့ကမင်းမုံရင်ပြီးရောပေါ့ချင်ရဲ့ခုတော့တို့ချစ်တွေခိုင်မှတွေ့ညီမှာ